ဒီနေ့မှာတော့မလေးရှားနိုင်ငံမှာရှိတဲ့ဒုက္ခသည်အားလုံးအတွက်အရန်ကိုအရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ UNHCR ရဲ့ပြန်လည်နေရာချထားရေးနဲ့ပတ်သက်တဲ့နောက်ဆုံးချက်လက်တွေကိုရှင်းပြသွားမှာဖြစ်ပါတယ်။ဒါကတော့လူတိုင်းတည်တည်ချာချာသိထားတဲ့အကြောင်းအရာတွေပါပဲ။ကဲပထမဆုံးအနေနဲ့ဒီကိန်းကနန်းကိုတစ်ချက်ကြည့်လိုက်ရအောင်။100ခိုင်နှုန်းတောင်မပြည့်ဘူးနော်။ဆိုလိုတာကကဘာဘောကဒုက္ခသည်အားလုံးထဲမှာပြန်လည်နေရာချထားရေးအခွင့်အရေးတကယ်တမ်းရသွားတဲ့သူကတော်တော်လေးကိုရှားတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ဒီအချက်ကိုသိထားမှာပဲကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုလက်တွေ့နဲ့ချင်းညှိနိုင်မှာပေါ့။ UNHCR ရဲ့တရားဝင်ထုတ်ပြန်ထားတဲ့စကားတစ်ခုရှိပါတယ်။အဲ့ဒါကတော့ပြန်လည်နေရာချထားရေးဟာအခွင့်အရေးတစ်ခုမဟုတ်ပါဘူးတဲ့။ဒါကဘာကိုဆိုလို့တလဲဆိုတော့ UNHCR မှာဒုက္ခသည်အဖြစ်မှတ်ပုံတင်ထားရုံနဲ့ဒါမှမဟုတ်ဒုက္ခသည်အဆင့်တန်းရထားရုံနဲ့ဒီအခွင့်အရေးကိုအလိုလျောက်ရမှာမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောထားတာပါ။ဟုတ်ပြီ။အဲ့ဒီအရေးကြီးတဲ့အချက်တွေကိုနားလည်သွားပြီဆိုတော့ပြန်လည်နေရာချထားရေးဆိုတာတကယ်တော့ဘာလဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ကြရအောင်။ဒါဟာလူတိုင်းအတွက်ဖြစ်ရှင်းတဲ့တစ်ခုမဟုတ်ပဲအလွန်ထိခိုက်လေတဲ့ဒုက္ခတွေအနှဲငယ်အတွက်ပဲဖြစ်နိုင်တဲ့နီလန်းတစ်ခုပါ။တရားဝင်အသေးပဲခွင့်ဆိုချက်အရာဆိုရင်တော့ပြန်လည်နေရာချထားရေးဆိုတာဒုက္ခဘေးတယောက်ကိုသူလက်ရှိခိုလုံနေတဲ့နိုင်ငံကနေသူ့ကိုအမြဲတမ်းနေထိုင်ခွင့်ပေးဖို့သဘောတူတဲ့တတိယနိုင်ငံတစ်ခုစီကိုလွှဲပြောင်းပေးတဲ့လုပ်ငန်းစဉ်တစ်ခုပါပဲ။အထူးကတော့နိုင်ငံတစ်ခုကနေနောက်နိုင်ငံတစ်ခုကိုအဖြစ်ရပိုင်ပြောင်းရွှေ့တာမျိုးပေါ့။ကဲဒါဆိုဒီလုပ်ငန်းစဉ်ကဘလို့အဆင့်နေနဲ့တွားတာလဲဆိုတာကိုကြည့်ကြရအောင်။ဒီနေရာမှာလူအများစုထင်မှားနေတဲ့အချက်တစ်ခုကိုရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။အဲ့ဒါကတော့ဒီလုပ်ငန်းစဉ်ကိုကိုယ့်ဘာသာကိုရှောက်ထွားတင်ပြီးစလို့မရဘူးဆိုတာပါပဲ။ဒီအချက်ကိုတော့တိထိချက်ချမှတ်ထားဖို့လိုပါတယ်။ UNHCR ကပြန်လည်နေရာချထားတဲ့အထက်ဘလို့ရှောက်လွှာမျိုးဘလို့တောင်းဆိုမှုမျိုးကိုမှလက်မခံပါဘူး။အဲ့ဒီတော့ရုံးကိုတွားပြီးရှောက်တာတို့အီးမေးလ်ပို့တာတို့ဖုန်းဆက်တာတို့လောက်ပါကြအပေါ်ပါပဲ။ဘာလို့လဲဆိုတော့ဒီလုပ်ငန်းစဉ်ကိုတဦးတစ်ယောက်ချင်းအနေနဲ့စတင်လို့ရတာမျိုးမဟုတ်လို့ပါပဲ။ဒါဆိုတရားဝင်လုပ်ငန်းစဉ်ကဘလို့ရှိလဲ။ပထမဆုံး UNHCR ကိုယ်တိုင်ကသူတို့ရဲ့မှတ်တမ်းထဲမှာရှိတဲ့အချက်လက်တွေကအကာအကွယ်လိုအပ်ဆုံးအထိခိုက်လွယ်ဆုံးဒုက္ခသည်တွေကိုရွေးထုတ်ပါတယ်။ဒုတိယဆင့်ကတော့အရေးချင်းပြည့်မိတယ်လို့သတ်မှတ်ခံရရင် UNHCR ကဆက်သွယ်ပြီးလူတွေစစ်ဆေးဖို့ဖိခေါ်ပါလိမ့်မယ်။အဲ့ဒီနောက်မှာအခြေအနေကိုတေချာပြန်သုံးသပ်ပြီးနောက်ဆုံးမှအတည်ပြုခဲ့ရင် UNHCR ကမှုကိုလက်ခံမဲ့နိုင်ငံရဲ့စဉ်းစားသုံးသပ်မှုအတွက်တင်သွင်းပေးမှာဖြစ်ပါတယ်ဒီပေါ်မှာမြင်ရတဲ့အတိုင်းပဲအစိုးရပြောခဲ့တဲ့လူတွေစစ်ဆေးတာတွေပြန်လည်သုံးသပ်ထားတာတွေကတော်တော်လေးကိုအသေးစိတ်ကြတဲ့လုပ်ငန်းစဉ်တွေပါအရေးကြီးတာကဒီလုပ်ငန်းစဉ်တစ်ခုလုံးကို UNHCR ကပဲစီမံခန့်ခွဲတယ်ဆိုတာကိုသိထားဖို့ပါပဲကဲအခုအရင်အရေးကြီးတဲ့မေးခွန်းတစ်ခုစီရောက်လာပါပြီ UNHCR ကအမှုကိုတင်သွင်းပေးပြီးဆိုရင်နောက်ဆုံးအဆုံးအဖြတ်ကိုဘယ်သူကချတာလဲ UNHCR ရဲ့အခမ်းကဏ္ဍနဲ့လက်ခံမဲ့နိုင်ငံရဲ့အခမ်းကဏ္ဍဘယ်လိုကွာခြားတဲ့ဆိုတာရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်ဒီနေရာမှာရှင်းရှင်းလင်းလင်းခွဲခြားပြထားပါတယ် UNHCR ရဲ့အထူးတာဝန်ကအမှုလီကိုဖော်ထုတ်တယ်စစ်ဆေးတယ်ပြီးတော့ထောက်ခံတင်ပြပေးတာပါဒါပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုချတာကလက်ခံမဲ့နိုင်ငံကိုယ်တိုင်မှာပဲသူတို့နိုင်ငံရဲ့ဥပဒေတွေမူဝါဒတွေနဲ့ကိုက်ညီမှသာလက်ခံမှချစ်ပြီးသူတို့မှာပဲငင်းပယ်ပိုက်ခွဲအပြည့်အဝရှိပါတယ်ဒါကြောင့်ဒီပုံမှာမြင်ရတဲ့အဖွဲ့တွေလိုမျိုးပေါ့နိုင်ငံတွေကိုစားပြုတဲ့တာဝန်ရှိသူတွေကသာအဆုံးဖြတ်အာဏာကိုအပြည့်အဝပိုင်ဆိုင်တာပါ UNHCR ကနောက်ဆုံးဆုံးဖြတ်ချက်ကိုချမှတ်တာလုံးဝမဟုတ်ပါဘူးကဲအခုအားလုံးအတွက်တကယ်ကိုအရေးကြီးပြီးအချိန်နဲ့တပင်နီးတိထားရမယ့်တတိတစ်ခုကိုပြောပြပါတော့မယ်ဒီနေ့ရဲ့အရေးကြီးဆုံးသတင်းကတော့ဒါပါပဲအမေရိကန်ပြည်ထောင်စုရဲ့ဒုက္ခသည်လက်ခံရေးအစည်းအဝေးကိုလောလောဆယ်မှာခိတဆိုင်းငံ့ထားပါတယ်ဒီဆိုင်ညာမှုကဘာတွေကိုတက်ရောက်မှုရှိလဲဆိုတော့အမေရိကန်ကိုတင်သွင်းခံထားရတဲ့ဒုက္ခသည်အားလုံးနဲ့သက်ဆိုင်ပါတယ်ဘယ်အဆင့်ကိုပဲရောက်နေပါစေအားလုံးပါဝင်ပါတယ်မိသားစုပြန်လဲပေါင်းစည်းရတော့ Welcome Corps လို့အစီအစဉ်ရေးလည်းအကျုံးဝင်ပါတယ်ဘယ်လို sponsor မျိုးကမှဒီကိစ္စကိုမြန်အောင်လုပ်ပေးလို့မရနိုင်ပါဘူးဒါကြောင့်အရေးကြီးဆုံးတတိပေးချင်တာကတော့ဒီကိစ္စကိုမျှော်လင့်ပြီးအလို့ထွက်တာတော့ပိုင်ဆိုင်မှုတွေရောင်းချတာတို့လိုဘဝအတွက်အပြောင်းလဲကြီးတွေလုံးဝမလုပ်ကြဖို့ပါပဲဒီလိုမတိအကြမရေရတဲ့အခြေအနေတွေမှာလိန်လယ်လက်ဖျားခြင်းတဲ့သူတွေရဲ့ပြစ်မှတ်မဖြစ်ရလေအောင်ကိုကာကွယ်ဖို့ကအရန်အရေးကြီးလာပါတယ်အခုနောက်ဆုံးအပိုင်းအညီနဲ့လိန်လယ်မှုရေကိုဘယ်လိုကာကွယ်မလဲဆိုတာပြောပြခြင်းပါဒီမေကုန်းကိုကိုတစ်ချက်ပြန်မေးကြည့်စေချင်ပါတယ်ပြန်လည်နေရာချက်ချရဲ့လုပ်ငန်းစဉ်ကိုမြန်အောင်လုပ်ပေးမယ်ဆိုပြီးတဆုံတယောက်ကငွေတောင်းတာမျိုးကြုံဖို့ပါသလားအဖြေကတော့ရှင်းရှင်းလေးပါပဲချွင်းချက်မရှိပါဘူးအဲ့ဒါမျိုးကအမြဲတမ်းလိမ်လည်မှုတစ်ခုပါပဲဒီအခြေခံစည်းမျဉ်းတွေကိုအမြဲတမ်းတတိယပါ UNHCR ရဲ့ဝန်ဆောင်မှုအားလုံးဟာလုံးဝခမပါ UNHCR ဝန်ထမ်းတွေပဲဖြစ်ဖြစ်သူတို့ရဲ့မိဖအဖွဲ့အစည်းတွေကပဲဖြစ်ဖြစ်ဘယ်တော့မှပိတ်ဆန်တောင်းမှာမဟုတ်ပါဘူးဘယ်သူကမှလည်းအမြန်လန်းနဲ့လုပ်ပေးမယ်လို့အာမမခံနိုင်ပါဘူးဒါကြောင့်တရားဝင်မဟုတ်တဲ့လမ်းကြောင်းတွေကနေလာတဲ့သတင်းတွေကိုလုံးဝမယုံကြည်ပါနဲ့
ဒါဆိုကိုကာကွယ်ဖို့အတွက်လုပ်ရမယ့်အရာတွေနဲ့ရှောင်ရမယ့်အရာတွေရှင်းရှင်းလင်းလင်းရှိပါတယ်။တန်တရားထွတ်စရာကန့်လန့်မှုတစ်ခုခုရှိရင်ချက်ချင်းသတင်းပို့ပါ။တရားဝင်လမ်းကြောင်းတွေကိုပဲယုံကြည်ပါ။ဘယ်သူကမှပိတ်ဆံမပေးပါနဲ့။အထူးသဖြင့်ကိုယ့်ရဲ့အချက်လက်တွေကိုတူစိမ့်နေစီလွယ်နဲ့မပြေးမိဖို့အရင်အရေးကြီးပါတယ်။ တကယ်လို့လိမ်လည်မှုတစ်ခုခုကိုတင်ပို့ခြင်းတည်းဆိုရင်ဒီမှာတရားဝင်ဆက်သွယ်ရမယ့်အချက်လက်တွေပါရဲတပ်ဖွဲ့ရဲ့ Scam Response Center phone number တွေရှိသလို UNHCR ရဲ့တရားဝင် contact form ကနေလည်း Complaint on Fraud and Corruption ဆိုတဲ့ခေါင်းစဉ်ကိုရွေးပြီးတိုင်ကြားနိုင်ပါတယ်ကဲအဆုံးသက်အနေနဲ့ပြောချင်တာကတော့အသိပညာနဲ့အချက်လက်မှန်တွေကိုသိထားခြင်းကအကောင်းဆုံးကာကွယ်မှုပါပဲအခုသိရှိပါလဲဒီအရေးကြီးအချက်လက်တွေကိုကိုယ့်ပတ်ဝန်းကျင်ကလူတွေဘေးကင်းလုံခြုံမှုအတွက်ဘယ်လိုနည်းလမ်းတွေနဲ့ပြန်လည်မျှဝေပေးနိုင်မလဲဆိုတာကတော့အားလုံးတော့စဉ်းစားစရာမိခွန်းတစ်ခုအထထားခဲ့ချင်ပါတယ်